ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တူရီဘောင်ဆိုင် YouTube channel လေးကနေကိုရီမားတွေအားလုံးပြန်လည်ကြိုဆိုလိုက်ပါရဗျာနော်ကျွန်တော်တို့လာတင်ပေးရတဲ့ဗီဒီယိုလေးကတော့မနက်ဖြန်16ရက်6လ2026เนาะအင်္ဂါနေ့အတွက်ကိုမဖြစ်မနေကြားရမယ်ဆိုတော့ပတ်တီးလေးရဲ့เนาะမေယောခဏန်းလေးတွေရဲ့တကွက်ကောင်းလေးတွေရဲ့ကိုလာမျှောက်ပေးတဲ့ဗီဒီယိုလေးဖြစ်ပါရဗျာနော်ကျွန်တော်ဗီဒီယိုလေးကြည့်ရှုနေတဲ့အကိုမတူတယောက်ချင်းတိုင်းရလဲဗီဒီယိုလေးကိုမရင်မကြော်ပဲပြီးဆုံးတိုင်အောင်ကြည့်ရှုပေးပါဗျာနော်ဗီဒီယိုလေးကိုလည်းလိုက်လက်မှာလေးတယောက်ချက်နှိပ်ပြီးတော့ share လို့ရနေရမျိုးတွေမှာရှယ်ပေးပါမျှဝေလို့ရတဲ့မျိုးတွေမှာမျှဝေတော့ပါလို့ကျွန်တော်ဘက်ကနေမြစ်တာရက်ခံအပ်ပါဗျာနော်ကဲကိုမကြီးเนาะကျွန်တော်ဗီဒီယိုလေးကြည့်ရှုနေတဲ့เนาะ YouTube အကိုမအတူတယောက်ချင်းတိုင်းရလဲစိတ်ချမ်းသာရင်ကိုကြီးကျမ်းမခြင်းနဲ့ပြည့်စုံကြပြီးစီးပွားဥစ္စာဒီရလားကြီးပွားတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေစုမကောင်တောင်းပေးလိုက်ပါဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့မနက်ဖြန်16ရက်နေ့အင်္ဂါနေ့အတွက်ကိုเนาะမေယောခဏလေးနဲ့ပတ်တီးလေးတွေကိုတောင်းမယ်ဗျာနော်ကဲဥစ္စာပထမကိုရီမားရဲ့အတွက်ကျွန်တော်ဘက်ကနေကိုရီမားရဲ့အားလုံးတော့ကိုလေးလုံးခွေးလေးကိုရှင်ပြောပေးမယ်ဗျာနော်မနက်ဖြန်အင်္ဂါနေ့နော်16ရက်နေ့အင်္ဂါနေ့တော့ကျွန်တော်ရဲ့လေးလုံးခွေးလေးကတော့3.358အခွေလေးပဲဖြစ်ပါတယ်ဗျာနော်မနက်ဖြန်အင်္ဂါနေ့တော့ကျွန်တော်ရဲ့လေးလုံးခွေးလေးကတော့3.358အခွေလေးပဲဖြစ်ပါတယ်ဗျာနော်ကြားတဲ့ကိုရီမားရဲ့အားလုံးကကော်မလေးမှတ်ပြပါဗျာနော်ပတ်တီးအနေနဲ့ကတော့4ပတ်တီး9ပတ်တီးပါဗျာနော်ပတ်တီးအနေနဲ့ကတော့4ပတ်တီး9ပတ်တီးပါပတ်တီးကိုမှဆော့ရတာများတယ်ကျွန်တော်ရွေးပေးတဲ့မေယောခဏလေးတွေနော်ကျွန်တော်မောင်ဆိုင်ရွေးပေးတဲ့မေယောခဏလေးတွေမှာထိုးချင်ပါတယ်ပေါက်ချင်ပါတယ်အောင်ချင်ပါတယ်ဆိုတော့ကိုရီမားရဲ့အားလုံးအတွက်ကျွန်တော်ကနေမေယောကန်နန်းလေးတွေကိုကိုရီမားရဲ့အားလုံးအတွက်ထုတ်ပေးထားပါဗျာနော်မေယောခဏလေးတွေကတော့ကိုနဲ့ပတ်သက်တဲ့မေယောခဏလေးတွေကတော့90 9နှစ်93 95ပဲဖြစ်ပါတယ်ဗျာနော်ကိုနဲ့ပတ်သက်တဲ့မေယောခဏလေးတွေကတော့90 9နှစ်93 95ပဲဖြစ်ပါတယ်ဗျာနော်ကဲလေးနဲ့ပတ်သက်တဲ့မေယောခဏလေးတွေကိုတောင်းမယ်ဗျာနော်ချားတဲ့ကိုရီမားရဲ့အားလုံးလည်းကောမန်လေးမှတ်ပါဗျာနော်ဗီဒီယိုအောက်မှာနော်လေးနဲ့ပတ်သက်တဲ့မေယောခဏလေးတွေကတော့44နှစ်43 45ပဲဖြစ်ပါတယ်ဗျာနော်လေးနဲ့ပတ်သက်တဲ့မေယောခဏလေးတွေကတော့44နှစ်43 45ပဲဖြစ်ပါတယ်ဗျာနော်ကဲတကွက်ကောင်းမှာထိုးခြင်းတယ်ဘယ်တော့မှအင်္ဂါနေ့မှာတကွက်ကောင်းမှာပေါက်ချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့မောင်ဆိုင်ရဲ့အကိုရီမားတွေအားလုံးကနော်တကွက်ကောင်းလေးကိုလိုက်မှန်ပေးထားပါဗျာနော်ဘယ်တော့မှ16နှစ်အင်္ဂါနေ့တော့ကျွန်တော်တကွက်ကောင်းလေးကတော့13ပဲဖြစ်ပါတယ်ဗျာနော်13ပါကဲကြားတဲ့ကိုရီမားတွေအားလုံးကကျွန်တော်နော်လေးလုံးခွေလေးရောပတ်တီးလေးရောမေယောခဏလေးတွေရော comment မှာမှတ်ပြပါဗျာနော်ဒါမှနောက်လူကြည့်ရခါမျိုးကြားရင်လည်းအဆင်ပြေမှာဖြစ်ပါတယ်ဗျာနော်ကဲကျွန်တော် YouTube channel လေးကိုကြည့်ရှုနေတဲ့အကိုမဒုတိယရှင်းစီတိုင်းရလဲဘဏ္ဍာဖြတ်မှာငွေထုတ်ပိုက်နိုင်ကြပြီးမင်္ဂလာရှိသောမင်္ဂလာညချမ်းလေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဘက်ကနေစုမကောင်းလေးတောင်းပေးလိုက်ပါရဗျာနော်